အခုတလောလူကြိုက်အရန်များပြီးအရန်ကိုအောင်မြင်နေတဲ့ AI အသီးဇာတ်လမ်းတွဲဗီဒီယိုလေးတွေကိုဘယ်လိုလုပ်ရမလဲဆိုတာကျွန်တော်ဒီနေ့ဗီဒီယိုထဲမှာတင်ပြပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာဒီလိုဗီဒီယိုလေးတွေက TikTok မှာအပျော်တမ်းတင်ယုံနေမှာကပဲပတ်စံရှာလို့ရတဲ့အဆင့်ဒီပါဖန်တီးလို့ရပါတယ်ဒီတလာထဲမှာနေစုစုပေါင်းကျွန်တော်တင်နန်းသား10ရောက်ပါဆိုရင်ဒီလိုဗီဒီယိုလေးတွေဖန်တီးပြီး TikTok မှာ monetization အောင်ကားကြတာပဲဖြစ်ပါတယ်ခင်ဗျာအဲ့တော့ဒီဗီဒီယိုကိုမကြော်ပဲကိုယ်တိုင်တည်တည်ချာချာ like ကြည့်ပြီး like လုပ်မယ်ဆိုရင်တော့မိတ်ဆွေကိုယ်တိုင်ဒီလိုအသီးဇာတ်လမ်းတွဲဗီဒီယိုလေးတွေကိုဖန်တီးတတ်တော့မှာပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်ခင်ဗျားတို့ကိုဘက်ကနေ high လေးတစ်လုံးပို့လိုက်တာနဲ့ဒီအသီးဇာတ်လမ်းတစ်ခုလုံးဖန်တီးဖို့အတွက်လိုအပ်တဲ့ဇာတ်လမ်းရောဇာတ်လမ်းထဲမှာပါမဲ့ဇက်ကောင်ရဲ့ဓာတ်ပုံတွေရောဗီဒီယိုတွေရောတန်းပြီးတော့မှထုတ်ပေးတဲ့ဒီဂျန်လုံးမျိုးကိုတခါလေးတင်ပေးတော့မှာပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာနမူနာအနေနဲ့ပြရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့က high ဆိုပြီးတော့မှဒီဂျန်မှာပို့လိုက်အောင်ပဲပေါ့နော်ကျွန်တော်ဒီဂျန်လုံးမျိုးပါတခါလေးတန်းပြီးတော့မှတင်ပေးမှာပေါ့နော်အဲ့အတွက်ဒီဂျန်ရဲ့အသုံးပြုနည်းလေးကိုပါတခါလေးကြည့်ပေးပါနော်ဒါမှလည်းကိုဗီဒီယိုလုပ်တဲ့အခါမှာအများကြီးထောက်ကူဖြစ်လိမ့်မယ်ပေါ့နော်ဘာမှလည်းစဉ်းစားစရာမလိုတော့ဘူးပေါ့နော်အခုဒီမှာ high တစ်လုံးရေးလိုက်တယ်ရေးလိုက်တော့သူကဒီမှာကျွန်တော်တို့ကိုခေါင်းစဉ်လေးမျိုးပေးလာပြီပေါ့နော်ဒီမှာအခြေဦးရဲ့နောင်တာတို့ဘာလို့ပေါ့နော်စသဖြင့်ဒါမျိုးလေးတွေသူပေးလာတယ်ပြီးတော့ကိုကဘဲဟာကိုကြိုက်လေပေါ့နော်ကိုကြိုက်တဲ့ခေါင်းစဉ်တစ်ခုကိုထည့်လိုက်အောင်ပဲအဲ့တော့ကျွန်တော်ကဒီမှာဥပမာတစ်ကိုကြိုက်တယ်ဆိုကြပါတော့နော်တစ်ကိုကြိုက်တယ်ဆိုရင်ကျွန်တော်ဒီမှာတစ်လိုပဲထည့်လိုက်မယ်ထည့်ပြီးတော့မှကျွန်တော်စအောင်နေလိုက်မယ်ပေါ့နော်ဒီမှာတခုပြောချင်တာကျွန်တော်ဒီဂျန်တွေကသူများစီကယူသုံးထားတာတွေမဟုတ်ဘူးပေါ့နော်ဒါတွေကကျွန်တော်ကိုယ်တိုင်ဖန်တီးထားတဲ့ဂျန်တွေပါကျွန်တော်တင်တန်းမှာလည်းအခုလိုဂျန်လုံးကြီးတွေရောပါကျွန်တော်တခါလေးသင်ပေးရပါတော့တင်တန်းကိစ္စစိတ်ဝင်စားတဲ့လူတွေကတော့ကျွန်တော် comment မှာ link လေးချပေးထားမယ်အဲ့ကနေတစင်လာပြီးတော့မှဆက်သွယ်လို့ရတယ်ပေါ့နော်နံပါတ်1ကိုထည့်လိုက်တဲ့အခါကျတော့ဒီမှာပေါ့နော်သူကဒီဇလန်းထဲမှာပါတဲ့လိုအပ်တဲ့ဒီမှာပေါ့နော်အပေါ်ကဒါဆိုလို့ရှိရင်ဒါ image prompt ပေါ့နော်ဒါဆိုရင်ဓာတ်ပုံရဲ့ prompt ပြီးတော့ကြတော့ဒီအောက်မှာဆိုလို့ရှိရင်ဒါကကျွန်တော်တို့ဗီဒီယိုရဲ့ prompt ပေါ့ဗျာအဲ့တော့ဒီမှာဓာတ်ပုံရဲ့ prompt လည်းရပြီဗီဒီယိုရဲ့ prompt လည်းရပြီပေါ့နော်ကျွန်တော်ဒီမှာမြင်အောင်ပြရမယ်ဆိုလို့ရှိရင်သူကဒီမှာဒီပုံမှာပြထားတာက image prompt ပေါ့နော်သူကဒါကဓာတ်ပုံရဲ့ prompt လို့ပြောတာဒီအောက်ကကြတော့ဗီဒီယိုရဲ့ prompt ပေါ့နော်ဒီမှာစင်းဝမ်းပေါ့နော်ဒါဆိုရင်ဒါဇက်ဝင်ခံအပိုင်းနံပါတ်1ရဲ့ဇက်ဝင်ခံတွေကိုပြောပြရပါတော့ဒါနံပါတ်1မှာပါတယ်ဓာတ်ပုံရဲ့ prompt ရဲ့နောက်ပြီးကြတော့ဗီဒီယိုရဲ့ prompt ရဲ့ပါတယ်အဲ့ဒါပြီးတော့ရင်ဒီအောက်မှာဒုတိယပေါ့နော်အခန်းနံပါတ်2ပေါ့နော်ဇလန်းနံပါတ်2မှာဒီကဓာတ်ပုံကိုယူရမယ်ပြီးတော့ကြတော့ဒီကဗီဒီယိုပရုံကိုယူရမယ်ပေါ့ဗျာအဲ့လိုမျိုးတွေသူကတန်းပြီးတော့မှကျွန်တော်တို့ရေးပေးတယ်ဒီအောက်မှာဆိုလို့ရှိရင်ဒီမှာဒီဗီဒီယိုဇလန်းအစာဆုံးပေါ့နော်စင်းစုစုပေါင်းဘယ်နှခုပါမလဲဆိုရင်ကျွန်တော်ကတော့ခိုင်းထားတာ15ခုထိခိုင်းထားရပေါ့နော်တကယ်လို့မိတ်ဆွေတို့က15ခုနဲ့မှမလုံးတော့ဘူးထပ်ပြီးတော့မှလိုချင်သေးတယ်ဆိုရင်လည်းသူ့ကိုကျွန်တော်တို့ကထပ်ပြီးတော့မှခိုင်းလို့ရသေးတယ်ပေါ့နော်တနေ့ကိုတပုံနှုံးနဲ့သွားလို့လည်းရတယ်လို့ကိုညံကြည့်ကြည့်တယ်လို့အများကြီးဒီထဲမှာလာပြီးတော့မှခိုင်းလို့ရတယ်ခိုင်းဖို့ခိုင်းနေရလဲဟိုင်းတစ်လုံးရေးပြီးတော့မှလိုချင်တဲ့အတိုင်းလေးသူ့ကိုပြောလိုက်မယ်ဒါဆိုရင်သူကသူအကုန်လုပ်ပေးလိမ့်မယ်ပေါ့နော်အဲ့တော့ဟုတ်ပြီကျွန်တော်တို့ဒီမှာနမူနာအနေနဲ့ပြမယ်ဆိုရင်ဘယ်ကနေစလုပ်ရမလဲဆိုရင်ဒီမှာပေါ့နော်တကယ်တော့ဘာမှမခက်ဘူးမျက်စိလည်းကျုပ်စရာမလိုသူကဒီမှာခေါင်းစဉ်အလိုက်ပေါ့နော်စင်1စင်2စသဖြင့်အဲ့လိုပေးထားရပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီမှာစလုပ်ရမယ်ဘာလုပ်ရမလဲဆိုရင်ဓာတ်ပုံထုတ်ရမယ်တဲ့ဒီမှာပေါ့နော် image prompt ဆိုတော့ဒီ prompt ကိုကျွန်တော်တို့က copy ယူရမယ်ဆိုတော့ဒီမှာကြာကြာလေးဖိလိုက်မယ်ပေါ့နော်ဒီမှာဒီကနေကြာကြာလေးဖိလိုက်မယ်နောက်ဆုံးဒီ prompt ပြီးရတဲ့ကျွန်တော်တို့ဒီမှာနောက်ဆုံးဒီဆွဲလိုက်မယ်ပေါ့နော်ပြီးသွားပြီဆိုရင်ဒီမှာ copy ကလေးကိုနှိပ်လိုက်မယ်နှိပ်ပြီးရင်ဒီနေရာမှာပဲကျွန်တော်တို့ကတန်းပြီးတော့မှပုံထုတ်မှာပေါ့နော်အဲ့တော့အပေါင်းကိုနှိပ်လိုက်မယ်အပေါင်းကိုနှိပ်ပြီးဒီမှာ image ဆိုတဲ့ကောင်ကိုနှိပ်မယ်ဒီနေရာမှာခုနကကျွန်တော်တို့နောက်ဆုံး copy ယူလိုက်တဲ့ကောင်လေးကိုဒီနေရာမှာလာပြီးတော့မှထည့်လိုက်မယ်ပေါ့နော်ဒီထည့်ရောက်လာမယ်ခုန copy ယူလာတဲ့ဟာလေးကိုကျွန်တော်တို့ထည့်လိုက်မယ်ဒီမှာပေါ့နော်တန်းပြီးတော့မှသူကဒီမှာဒီနေရာမှာကိုက TikTok အတွက်လုပ်မယ်ဆိုရင်66 site ကမှန်တယ်ပေါ့နော် TikTok အတွက်မဟုတ်ဘူး YouTube အတွက်လုပ်မယ်ဆိုရင်16 site နဲ့လုပ်လိုက်ပေါ့နော်အဲ့တော့ဟုတ်ပြီကျွန်တော်တို့ဒီနေရာလေးမှာပဲစမ်းအောင်နှိပ်လိုက်တယ်ပေါ့နော်စမ်းအောင်နှိပ်လိုက်တယ်ဆိုလို့ရှိရင်သူကဒီမှာကျွန်တော်တို့ကိုဓာတ်ပုံထုတ်ပေးနေပြီပေါ့နော်အဲ့တော့ဒီမှာသူဓာတ်ပုံထုတ်ပေးနေတော့ကျွန်တော်တို့ကဒီအပေါ်လေးကိုနည်းနည်းလေးပြန်လာပြီးတော့မှဗီဒီယိုရဲ့ prompt လေးယူလိုက်မယ်ပေါ့နော်ဒီနံပါတ်1ကဗီဒီယိုရဲ့ prompt ကိုကျွန်တော်တို့ယူကြမယ်ဒီအပေါ်ကဒါကဓာတ်ပုံရဲ့ prompt နော်ဒီမှာပေါ့နော် image prompt လို့ရေးထားတာဒါကဓာတ်ပုံရဲ့ prompt အဲ့တော့ video ရဲ့ prompt ညာတော့သူကဒီမှာ copy ယူတဲ့ခလုတ်ကလေးပါတန်းပြီးတော့မှပေါ်လာပြီပေါ့နော်အဲ့တော့ကျွန်တော်တို့အဲ့ခလုတ်လေးကိုတစ်ချက်နှိပ်လိုက်မယ်ပေါ့နော်ဒါလေးကိုကျွန်တော်တို့က copy ယူလိုက်မယ်ဒါဆိုရင်ဒီ video ရဲ့ prompt ကိုကျွန်တော်တို့က copy ယူပြီးသွားပြီပေါ့နော်ဒီမှာဆိုလို့ရှိရင်ကြည့်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှာမြန်မာစကားပြောပေါ့နော်တွေ့လားဒီဇက်ဝင်ကမှာဘယ်သူကဘာစကားပြောမှလဲစသဖြင့်မြန်မာစကားပြောပါတန်းပြီးတော့မှပါပြီးသားပေါ့နော်အဲ့တော့အောက်ဆုံးမှာကျွန်တော်တို့ကဓာတ်ပုံလေးထုတ်လိုက်တာဖြစ်တဲ့အတွက်ဒီမှာလည်းကျွန်တော်တို့ဓာတ်ပုံလေးရလိုက်အဲ့တော့ဓာတ်ပုံလေးကိုတစ်ချက်နှိပ်လိုက်မယ်နှိပ်ပြီးရင်ဒီမှာစေ့ကိုအရင်လုပ်လိုက်မယ်ပေါ့နော်စေ့ကိုလုပ်ပြီးဆိုတော့ကျတော့ဘာဆက်လုပ်မလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီဓာတ်ပုံကနေဗီဒီယိုပြောင်းမယ်ပေါ့နော်ဓာတ်ပုံနဲ့ဗီဒီယိုပြောင်းမှာဆိုတော့အရင်ဆုံးတော့ကျွန်တော်တို့ဖုန်းထဲမှာ VPN လေးတော့ချိန်ပေးပေါ့နော်ဟုတ်ပြီ VPN လည်းချိန်ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ဘယ်ထက်သွားမလဲဆိုရင်ကိုဖုန်းထဲမှာအဆင်ပြေတဲ့ browser တစ်ခုခုတည်းဝင်လိုက်ပေါ့နော်ကျွန်တော်တို့အများအားသုံးနေကြဖြစ်တဲ့ Chrome လေးတွေဝင်လိုက်မယ်ပေါ့နော်Chrome ထဲကိုရောက်ပြီဆိုရင်ကျွန်တော်တို့ဒီမှာဘယ်လိုရှာရမလဲဆိုလို့ရှိရင် Flow AI လို့ပဲရှာလိုက်ပေါ့နော်ဒါဆိုလို့ရှိရင်ဒီမှာမြင်တွေ့နေရတဲ့ Google Lens ဆိုတဲ့ဒီကောင်လေးတွေဝင်လိုက်မယ်ပေါ့နော်ဒီ Flow AI ကိုသုံးမယ်ဆိုရင်ကတော့ VPN လေးကကောင်းပါပဲအဆင်ပြေလိမ့်မယ်ပေါ့နော်ဟုတ်ကဲ့အဲ့တော့ဒီထောက်ရောက်ပြီဆိုရင်ကျွန်တော်တို့ကိုမှကြည့်ရ Gmail တစ်ခုနဲ့ချိန်ပေးလိုက်မယ်ပေါ့ဗျာအဲ့တော့ဒီမှာ Gmail ကိုကျွန်တော်တို့နှိပ်လိုက်မယ်ပေါ့နော်
โอเคဒီမိနဲ့ချက်ပြီးသွားပြီဆိုရင်ကတော့အခုလိုမျိုးလေးဒီစာမျက်နှာလေးပေါ်လာဒါကကျွန်တော်ကအရင်ကတည်းကချိန်ထားတဲ့လူမျိုးဒီတိုင်းပေါ်ပါတော့တကယ်လို့ကိုလူတို့ကအခုမှစချိန်မဲ့လို့ဆိုရင်တခြားလောက်ရမဲ့လုပ်ငန်းစဉ်တွေကြံသေးရပါတော့အဲ့ဒါလည်းဘာမှတော့မကပ်ပါဘူးဒီတိုင်းသူနှိပ်ခိုင်းတဲ့ဟာလေးတွေကိုနှိပ်အမှန်ကြီးလေးတွေပေးစားသဖြင့်ဒါမျိုးလေးတွေလုပ်ခံရပြီအဓိကကျွန်တော်တို့ဒီစာမျက်နှာကြီးပေါ်လာရင်ရပြီပေါ့နော်အဲ့တော့ဟုတ်ပြီဒီစာမျက်နှာကြီးပေါ်လာပြီဆိုလို့ချင်းကျွန်တော်တို့ဒီမှာအပေါင်းပေါ့နော် new project ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်မယ်ပုံမှန်အားဖြင့်တော့ဓာတ်ပုံတွေကိုကျွန်တော်တို့ကဒီ flow AI မှာတင်ထုတ်လို့ရတယ်သို့တော့ကျွန်တော်ကဘာကြောင့် flow AI မှာမထုတ်လဲဆိုလို့ချင်းဒီပုံတွေရဲ့ရုပ်တွေကိုတူကျင်လို့မို့ပေါ့နော် Gemini မှာပဲတနေရာထဲမှာပဲတစ်ခါလေးစုပြုံထုတ်လိုက်တဲ့အခါကျတော့ဒီပုံတွေရဲ့ရုပ်တွေတူတယ်တစ်ခါနဲ့တစ်ခါလည်းအချိတ်ဆက်မိတယ်ပေါ့နော်ဒါကြောင့်မို့ကျွန်တော်ကဒီထဲမှာကျတော့ဓာတ်ပုံမှာထုတ်ခဲနဲ့ Gemini မှာပဲတန်းထုတ်ခဲ့ရပါတော့ဟုတ်ပြီဒီထဲရောက်ပြီဆိုရင်ကျွန်တော်တို့ဘာလုပ်မလဲဆိုရင်အခုလိုဒီမှာပေါ့နော်ဒီလိုပန်းမွေးပုံလေးပေါ်လာရင်စတင်ပြီးတော့မှအသုံးပြုလို့ရပြီဒီကအပေါင်းခလုတ်လေးကိုတစ်ချက်နှိပ်လိုက်မယ်ပေါ့နော်ဒီအပေါင်းခလုတ်လေးကိုနှိပ်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာ upload media ဆိုတဲ့ကောင်လေးကိုတစ်ချက်နှိပ်လိုက်မယ်ပေါ့နော်โอเคအဲ့ဒါလေးနှိပ်ပြီးရင်ခုနကတော့လှုပ်လာတဲ့ဒီအသီးပုံလေးကိုကျွန်တော်တို့ကထည့်လိုက်မယ်ထည့်ပြီးသွားပြီဆိုလို့ရှိရင် okay ကိုနှိပ်လိုက်မယ်ပေါ့နော်ကျွန်တော်တို့ဒါမျိုးလေးပေါ်လာရင်ဒီမှာမြင်တွေ့နေရတဲ့ add to prompt ဆိုတဲ့ကောင်လေးကိုတစ်ချက်နှိပ်လိုက်မယ်ပေါ့နော်နှိပ်ပြီးရင်ဒီနေရာမှာခုနကယူလာတဲ့ video prompt ကိုကျွန်တော်တို့က copy လေးထည့်ပေးလိုက်ရမယ်ပေါ့နော်ထည့်ပြီးကျွန်တော်တို့ဒီမှာပေါ့နော် voice over ရဲ့နောက်ကဒီမှာပေါ့နော်ကျွန်တော်တို့ရဲ့ငယ်ဘွားကအဲ့ဒီတဘာကင်းစိမ့်စိမ့်လေးတွေထဲမှာစသဖြင့်ဒီလိုစာတွေကိုကိုကမကြိုက်ဘူးတဘာဝကြပြောတဲ့ဟာမျိုးလိုချင်တယ်ဆိုရင်ကိုကကိုပြန်ပြီးတော့မှအသေးစိတ်ပြန်ပြင်လို့ရတယ်ပေါ့နော်ပြောချင်တာကိုကြိုက်တဲ့မြန်မာစကားကိုကြိုက်တဲ့ dialogue ကိုကိုကကိုပြန်ပြင်လို့ရတယ်ပေါ့နော်ပြင်ပြီးသွားပြီဆိုရင်နောက်ဆုံးအရေးကြီးတာဘာလို့ရမလဲဆိုရင်ဒီမှာမြင်တွေ့နေရတဲ့ video ဆိုတဲ့ကောင်လေးကိုတစ်ချက်နှိပ်လိုက်မယ်ပေါ့နော်တစ်ချက်နှိပ်ပြီးရင်ဒီနေရာမှာအားလုံးမတကြရပေါ့နော်မြန်မာစကားပြောမပြီးဘူးဆိုတာဘာကြောင့်လဲဆိုတော့ဒီဘက်က frame ကိုရွေးထားလို့ပေါ့နော် frame ကိုမရွေးဘဲနဲ့ဒီအောက်ကကောင်လေးကိုကျွန်တော်တို့ရွေးထားလိုက်မြန်မာစကားပြောဆိုရင်အများနဲ့ဒီကောင်လေးကိုရွေးပေးရမယ်အဲ့တော့ဟုတ်ပြီနောက်ထပ်ဘာလို့ရမလဲဆိုရင် YouTube အတွက်တင်ပါလား YouTube အတွက်ဆိုရင်ဒီဘက်က16ကိုနဲ့သွား TikTok အတွက်ဆိုရင်ဒီဘက်က96နဲ့လာပေါ့နော်အဲ့တော့ဒီအောက်ကဒီ1နဲ့3လေးကတော့၄ခုရွေးရင်ဗီဒီယိုတစ်ခါတည်းနဲ့၄ပုတ်ထွက်လာမယ်တစ်ခုရွေးရင်တစ်ခါတည်းနဲ့တစ်ပုတ်ထွက်လာမယ်ပေါ့နော်အဲဒါကတော့တစ်ခုပဲရွေးပေါ့နော်အများကြီးရွေးရင် credit card တွေအများကြီးကုန်လိမ့်မယ်အဲ့တော့ပြီနောက်ဆုံးကဒီမှာ Omni Flash ဆိုတဲ့ကောင်လေးပေါ့နော်ဒါကဘာလဲဆိုလို့ကြတော့နောက်ဆုံးထွက်လာတဲ့ model ပေါ့နော်သူ့ကိုရွေးလိုက်မယ်ဆိုရင်ကျွန်တော်တို့က10စက္ကန့်ဒီဗီဒီယိုကိုအရှိဖန်တီးလို့ရမယ်သို့တော့ credit card အပြင်15ကတ်ကုန်လိမ့်မယ်ပေါ့နော်သူ့ကိုမရွေးချင်ဘူးဒီအောက်ကရိုးရိုး model တွေပဲရွေးမယ်ဆိုရင်ကတော့သူကတော့8စက္ကန့်ပဲရမယ်ဒါပေမဲ့ credit card ကတော့10ကတ်ပဲကုန်မယ်ပေါ့နော်ဒါကတော့ကို့မှာ credit card များများရှိရင်တော့ကိုကြိုက်တဲ့ဟာကိုရွေးလို့ရတယ်ဒီမှာဒီ cycle လေးနဲ့ပဲအစမ်းလုပ်ပြမယ်ဒီမှာလည်းဘာမှမဖြစ်ဘူးအဆင်ပြေပေါ့နော်အားလုံးရွေးပြီးပြီဆိုရင်ကျွန်တော်တို့ကဒီမှာဒီအများလေးကိုနှိပ်လိုက်အောင်ပဲပေါ့နော်ဆိုလို့ချင်းဒီမှာကျွန်တော်တို့ကိုဗီဒီယိုဖိုင်လေးထုတ်ပေးနေပြီပေါ့နော်ဒီကကျွန်တော်အခုလုပ်ပြနေတဲ့အခမဲ့သင်ခန်းစာလေးနဲ့မှမလုံလောက်သေးဘူးဆိုရင်တော့ကျွန်တော်ကိုယ်တိုင်သင်ကြားပေးနေတဲ့ကျွန်တော်ရဲ့ class မှာအခုလို AI video file နည်းတွေပါဝင် YouTube ငွေရှာနည်း Telegram ငွေရှာနည်း TikTok ငွေရှာနည်းတို့ပါဝင် movie recap လုပ်နည်း YouTube မှာတရား channel run နည်းတွေရောအားလုံးကိုမှစုစုပေါင်းသင်တန်းချင်း9000ကျပ်ထဲနဲ့လာတက်လို့ရပြီဆိုတာအတည်ပေးရပါတယ်ခင်ဗျာအဲ့တော့ဟုတ်ပြီဒီမှာဗီဒီယိုလေးထုတ်နေတဲ့ချိန်ကျွန်တော်မစောင့်တော့ပဲနဲ့ပေါ့နော်ကိုလူတွေလည်းကြာနေမှာဆိုလို့မခုနဟာလေးကိုတည်တည်ချာချာလေးပြန်ပြီးတော့မှရှင်းပြပေးမယ်တကယ်တမ်းတော့ဘာမှလည်းမကပ်ဘူးမျက်စိတွေလည်းဘာမှရှုံမသွားနဲ့အရန်အောင်မှလွယ်ကူတယ်ပေါ့နော်ခုနကတော့ငါကျွန်တော်တို့ဒီ Gemini ရဲ့ Gen ထဲမှာပေါ့နော် Gen ထဲမှာကျွန်တော်တို့ကခေါင်းစဉ်လေးထည့်ပေးလိုက်မယ်ခေါင်းစဉ်လေးထည့်ပေးလိုက်တာနဲ့ तू ကလိုအပ်တဲ့ဒီဇက်လိုအပ်တဲ့ဇလန်းရေးပေးမယ်ပြီးတော့ဇလန်းထဲမှာပါတဲ့ဇက်ဝင်ခန်းတွေကိုအခုလိုမျိုးပဲကျွန်တော်တို့ကိုဓာတ်ပုံပရုံလေးဗီဒီယိုပရုံလေးရေးပေးမယ်ပေါ့နော်အဲ့တော့ဒီမှာအခန်းနံပါတ်2ကိုရောက်လာပြီအခန်းနံပါတ်2ကိုရောက်ပြီဆိုတော့ဒီမှာအခန်းနံပါတ်2ရဲ့ပရုံကဒီဟာလေးပေါ့နော်ဒီကဓာတ်ပုံပရုံကို copy ယူမယ်ဒီနေရာမှာပဲတန်းပြီးတော့မှဓာတ်ပုံထုတ်ခဲ့မယ်ဓာတ်ပုံရလိုက်ဓာတ်ပုံ download ဆွဲမယ် download ဆွဲပြီးဒီမှာအခန်းနံပါတ်2ရဲ့ prompt ကို copy ယူမယ် copy ယူပြီးတော့ကျွန်တော်တို့ဘယ်ထဲသွားမလဲဆိုတော့ flow AI နဲ့တော့သွားမယ်ခုနလုပ်ခဲ့တယ်လို့ပဲဓာတ်ပုံထည့်မယ်ပြီးတော့ကျွန်တော် video ရဲ့ prompt ထည့်မယ်ဒါဆိုရင်အခုလိုဒီမှာ video လေးထွက်လာမယ်ကျွန်တော်စမ်းဖွင့်ပြမယ်ပေါ့နော်ကျွန်တော်တို့ရဲ့ငယ်ဘဝကအဲ့ဒီစပါးခင်းစိမ့်စိမ့်လေးတွေထဲမှာအဖြူတဲ့တက်တက်ပျော်စရာကောင်းခဲ့ဘူးတယ်ကျွန်တော်တို့ရဲ့ငယ်အဲ့တော့ဒီမှာဆိုလို့ရှိရင်မြန်မာအတန်လဲမှန်တယ်လို့ quality ရလည်းလုံးဝကျွတ်စင်ကြီးပေါ့နော်အဲ့တော့ဟုတ်ပြီဒီလိုလေးရလာပြီဆိုရင် download ဆွဲဖို့ကြတော့ဒီမှာမြင်တွေ့နေရတဲ့ဒီက download ကလပ်လေးကိုကျွန်တော်တို့ကတစ်ချက်နှိပ်လိုက်မယ်ပေါ့နော်ဒါဆိုရင်လည်းကျွန်တော်တို့ကတစ်စင်ချင်းလေးစီလုပ်ခဲ့ကြမယ်ပေါ့နော်ပြီးသွားပြီဆိုရင်ဒီဗီဒီယိုတွေအားလုံးကိုကတ်ဒါမှမဟုတ်ရင် InShot မှာသွားပြီးတော့မှဗီဒီယိုအရေးပြအောင်ကလစ်တွေပြန်စီလိုက်တာဆိုလို့ရှိရင် AI စကားပြောအသီးဗီဒီယိုတွေကိုစိတ်ကြိုက်တဲ့မုန်းကိုဖန်တီးလို့ရသွားလိမ့်မယ်ပေါ့နော်အဲ့တော့နောက်ဆုံးအဆင့်ကျွန်တော်တို့အခုလို highlight တစ်လုံးပို့တာနဲ့ဒါမျိုးဒါလိုက်အကုန်အပြီးစီးလုပ်ပေးတဲ့ channel ကိုဘယ်လိုလုပ်ရမလဲဆိုတဲ့နောက်ဆုံးအဆင့်ကိုပြောပြပေးမယ်ပေါ့နော်အဲ့တော့ဟုတ်ပြီ Gen လုပ်ဖို့ဆိုလို့ရှိရင်ကျွန်တော်တို့က Gemini နဲ့ဝင်လိုက်မယ်ပေါ့နော် Okay Gemini နဲ့ရောက်ပြီဆိုရင်ကျွန်တော်တို့ကဒီမှာ Gen ဆိုတဲ့ကောင်လေးရှိလိမ့်မယ်ပေါ့နော်ဒီကစိန်နှုံးလေးနဲ့ Gen ဆိုတဲ့ကောင်လေးရှိလိမ့်မယ်အဲ့ကောင်လေးကိုတစ်ချက်နှိပ်ပါနော်တကယ်လို့အဲ့လို Gen လို့မပေါ်တဲ့လူတွေကြတော့ဘာလုပ်ရမလဲဆိုရင်ဒီအောက်မှာ setting ပုံလေးရှိလိမ့်မယ်ပေါ့နော်အဲ့တော့ဒီက setting icon လေးကိုကျွန်တော်တို့ကတစ်ချက်နှိပ်လိုက်မယ်ပေါ့နော်အဲ့ setting ကိုနှိပ်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီအောက်လေးကိုနည်းနည်းလေးဆွဲချလိုက်ရင်ဒီမှာ Gen Manager ဆိုတဲ့စာတန်းလေးရှိလိမ့်မယ်ပေါ့နော်အဲ့တော့အဲ့ထဲကိုကျွန်တော်တို့ကတစ်ချက်ဝင်ပေးလိုက်မယ်ပေါ့နော်ဟုတ်ပြီအဲ့လိုဝင်ပြီးသွားပြီဆိုလို့ရှိရင်ဒါကတော့ကျွန်တော်လက်ရှိဒီမှာလောက်ထားတဲ့ Gen တွေပေါ့နော်ကျွန်တော်လောက်ထားတာရောသင်တန်းတဲ့လူတွေကိုရောသင်ပေးထားတဲ့ Gen တွေပေါ့နော်အဲ့တော့ဒီထဲရောက်ပြီဆိုရင်ကျွန်တော်တို့ကဒီမှာဒုတိယဒီ UR Gen ဆိုတဲ့ဒီဘက်ကကောင်လေးကိုတစ်ချက်နှိပ်လိုက်ကြမယ်ပေါ့နော်အဲ့ UR Gen ကိုနှိပ်ပြီးသွားပြီဆိုလို့ရှိရင်ဒီမှာ PR ဆိုပြီးတော့မှဒါလေးရှိနေမယ်ပေါ့နော်အဲ့တော့ဒီကောင်ကိုကျွန်တော်တို့ကတစ်ချက်နှိပ်လိုက်မယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ဒီမှာ Chrome browser တွေကိုသူက direct ခေါ်သွားလိမ့်မယ်ပေါ့နော်အဲ့ browser ထဲမှာဒီတိုင်းလေးပေါ်သွားပြီဆိုရင်ဒီအပေါ်မှာပေါ့နော်
ဒီပေါ်မှာကျွန်တော်တို့ကဘာရေးရမလဲဆိုရင်ဂျန်ရဲ့နာမည်ပေါ့နော်ကိုဂျန်ကဘာလုပ်ပေးမှာလဲကိုအဆင်ပြေရေးလို့ရတယ်ပေါ့နော်ကျွန်တော်ဒီမှာဒီတိုင်းလေးနမူနာရေးပြမယ်ပေါ့နော်TZAI ဂျန်လို့ပဲအလွယ်လေးပေးလိုက်မယ်ပေါ့နော်ဒါကိုဂျန်ရဲ့နာမည်ကိုကိုပေးလိုက်တာပြီးရင်ဒီအောက်ကဒီ question မှာလည်းအဲ့လိုပဲဂျန်ဘာတွေလုပ်ပေးနိုင်မှာလဲညာတွေလုပ်ပေးနိုင်မှာလဲစသဖြင့်ကျွန်တော်တို့ကအကုန်အသေးစိတ်ဒီထဲမှာရေးလို့ရတယ်မရေးရင်လည်းရတယ်ပေါ့နော်ကျွန်တော်ဒီမှာအသီးဗီဒီယိုလို့ပဲကျွန်တော်အလွယ်ရေးလိုက်မယ်ပေါ့နော်အဲ့တော့ဟုတ်ပြီဒီမှာဒီ question လေးရေးပြီးသွားပြီဆိုတော့နောက်ဆုံးအရေးကြီးဆုံးလိုတာကဒီမှာ inspection ပေါ့နော်ဒီဟာလိုရတာပေါ့နော်ဒါကဘာလဲဆိုရင်ကျွန်တော်တို့ခုနတုန်းကလေ high လို့တစ်လုံးနဲ့ပို့လိုက်တာနဲ့သူ့ဘက်ကအလိုလျောက်ဇလန်းတွေရေးပေးရတယ်ပရုံတွေထုတ်ပေးရတယ်စသဖြင့်အလုပ်လုပ်ပေးမယ် inspection ပေါ့နော်သူ့ကိုခိုင်းမဲ့ဒီ server အကြီးလိုနေမယ်ပေါ့နော်ဒီ server ကြီးကိုတကယ်လို့လိုအပ်တဲ့ဆိုရင်တော့ကျွန်တော် Telegram မှာ copy ယူလို့ရအောင်ဒါတိုင်းလေးချပေးထားမယ်အဲ့ဒီ link က comment မှာရှိရပေါ့နော်အဲ့ကောင်နှိပ်ပြီးတော့မှလာယူလိုက်ပေါ့နော်တကယ်လို့ဒီကောင်ကိုကျွန်တော် comment မှာပေးထားရင်လည်းဘယ်သူမှ copy ယူလို့မရဘူးပေါ့နော်အဲ့အတွက်ကျွန်တော်အဆင်ပြေအောင်ဆိုပြီးတော့မှ Telegram မှာတင်ပေးထားမယ်တခါတည်းအောက်မှာ comment မှာ link ရှိတယ်အဲ့ link ကိုနှိပ်ပြီးတော့မှလာယူလိုက်ပေါ့နော်ယူပြီးရင်ကျွန်တော်တို့ဟုတ်ပြီဒီထဲမှာအဆင့်3ဆင့်ပေါ့နော်နာမည်ထည့်ရမယ် description ထည့်ရမယ် inspection ထည့်ရမယ်အားလုံးထည့်ပြီးသွားပြီဆိုလို့ရှိရင်ဒီအောက်လေးကိုကျွန်တော်တို့ကနည်းနည်းလေးဆွဲချလိုက်မယ်ပေါ့နော်ဒီအောက်ကိုနည်းနည်းလေးဆွဲချလိုက်မယ်ဆွဲချပြီးရင်ဒီမှာပေါ့နော် no default 2ဆိုတဲ့ကောင်လေးရှိနေမယ်ဒါလေးကိုနှိပ်လိုက်ပေါ့နော်နှိပ်ပြီးရင်ဒီမှာမြင်တွေ့နေရတဲ့ create image ဆိုတဲ့ကောင်လေးကိုနှိပ်လိုက်မယ်ပေါ့နော် okay ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာ save လို့လေးကိုတစ်ချက်နှိပ်လိုက်မယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ဒီမှာဂျန်လေးတစ်ခုရသွားပြီပေါ့နော် high လို့တစ်လုံးနဲ့ပို့လိုက်တာနဲ့အပြီးစီးသူအကုန်လုပ်ပြီးမှာပေါ့နော်ဒီမှာဆိုလို့ရှိရင် start chat ဆိုတဲ့ကောင်လေးကိုနှိပ်လိုက်မယ်ဒါဆိုရင်ဒီဂျန်ကိုကျွန်တော်တို့ကစတင်ပြီးတော့မှအသုံးပြုလို့ရပြီဒီမှာနမူနာလေး high လို့ရေးကြည့်လိုက်ပေါ့နော်ဒီမှာတော့ကျွန်တော်တို့ high လို့ရေးလိုက်တဲ့အခါမှာ तू ကအင်္ဂလိပ်လိုတွေပဲပြောနေပါတော့ဒီမှာ browser ထဲမှာတန်းလို့ရင်ဂျန်ကအရင်ရောအဆင်မပြေဘူးအဲ့အတွက်ကျွန်တော်တို့ဘယ်မှာလောက်ကြမလဲဆိုလို့ရှိရင်ရိုးဒီအပြင်က Gemini နဲ့မှာပဲလာလုပ်လိုက်မယ်ပေါ့နော် Gemini နဲ့ကိုပြန်လာခဲ့မယ်ပြန်လာပြီးရင်ဒီမှာပေါ့နော်ဂျန်ဆိုတဲ့ခလုတ်ကလေးပြန်ပေါ်နေလိမ့်မယ်ပေါ့နော်ဂျန်ကိုနှိပ်လိုက်ပြီးတော့ကြတော့ကျွန်တော်တို့ခွတ်တာတော့ကလောက်လာတယ်ကျွန်တော်တို့ရဒီမှာပေါ့နော်ဒီဂျန်ထဲကိုလာမယ်ပြီးရင်ဒီထဲမှာ high လို့ပဲကျွန်တော်တို့ပြန်ပြီးတော့မှရေးပြီးပို့လိုက်မယ်ပေါ့နော်ဒါဆိုရင်ကတော့ကျွန်တော်ဗီဒီယိုအစမှာပြောခဲ့သလိုမျိုးဒီနေ့ဘာဗီဒီယိုတွေလုပ်ပေးရမလဲစသဖြင့်သူကအသေးစိတ်ဒီမှာပြန်ပြီးတော့မှကျွန်တော်တို့ကိုမေးလိုက်မယ်ပေါ့နော်ဆိုတော့ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲခင်ဗျာဒီဗီဒီယိုလေးကမိတ်ဆွေတွေအသုံးဝင်နေဆိုရင်တော့ like လေးပေးခဲ့ပြီး channel subscribe မလုပ်ရသေးရင်လည်း subscribe လေးလုပ်ခဲ့ပါအောင်ခင်ဗျာအစားဆုံးကြည့်ပြတော့လည်းအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ